ထိုလူသည်မိန်းကလေးပေးသောမတ်မွန်တီကိုတကိုက်တာစားရသေးသည်နှစ်ပေါင်းများစွာလေးဖြတ်နေခဲ့သောသူ၏ခြေထောက်များသည်အံ့ဖွယ်နည်းဖြင့်ပြန်လည်ကောင်းမွန်လာခဲ့သည်ထိုလူပျော်ရွှင်စွာခုန်ပေါက်နေသည်ကိုမြင်သောအခါမိန်းကလေးမှာအလွန်အမင်းအံ့အားသင့်သွားသည်တာမန်မတ်မွန်တီတစ်လုံးကသူ့ကိုမိတို့ပြန်လည်ကျမ်းမာစေသည်နည်းဆိုသည်ကိုသူမနားမလည်နိုင်ဖြစ်နေတော့သည်ထိုလူကကျေးဇူးဆက်သည့်အနေဖြင့်သူမအနားမှာတက်တော်ဆောင်ဖြင့်နေထိုင်ခွင့်ပြုရန်ကမ်းလှမ်းခဲ့သည်မိန်းကလေးမှာအံ့ဩသွားပြီးသူ့ကိုပေးစရာလစာငွေမရှိဒီကြောင့်ပြောကာညင်းပယ်ရန်ပြင်လိုက်သည်သို့တော်ထိုလူကသူသည်လစာမလိုသည့်အပြင်သူမကသာလက်ခံမည်ဆိုပါကသူမကိုပင်ငွေပြန်ပေးမည်ဟုဆိုလေသည်ထိုလူ၏ပြတ်သားသောဆုံးဖြတ်ချက်ကြောင့်မိန်းကလေးကသဘောတူလိုက်ရသည့်စင်စစ်တွင်ထိုလူမှာချမ်းသာသောမိသားစုတစ်ခု၏အမွေဆက်ခံသူဖြစ်သည်ဖြင့်သူ၏လက်ထောက်ကသူ့သခင်ယူသွားပြီဟုထင်မှတ်ကသခင်လေး၏ဦးလေးဖြစ်သူဆရာထံအကြောင်းကြားလိုက်သည်တည်င်းရသည်နှင့်ဆရာသည်မိန်းကလေး၏အိမ်သို့ချက်ချင်းထွက်လာခဲ့သည်သို့တော်ထိုရုံမှာငယ်စဉ်ကတည်းကအလွန်ကန်ဆိုးသူဖြစ်သည်ဖြင့်လမ်းတဲ့ရှောက်တွင်ကားမှာခဏခဏပြတ်နေတော့သည်ရလက်အနေဖြင့်2နာရီခီးမှာ4နာရီကြာသွားခဲ့ပြီးကားမှာလုံးဝပျက်စီးသွားခဲ့သည့်ထို့ကြောင့်စောနှင့်အတွင်းရမှုတို့သည်မိန်းကလေး၏အိမ်သို့လမ်းလျှောက်သွားခဲ့ရသည့်လမ်းတွင်လည်းဆင်မှာခဏခဏခလုတ်တိုက်လဲနေခဲ့သည်သူမ၏အိမ်သို့ရောက်သောအခါတကိုယ်လုံးညစ်ပေနေသဖြင့်မိန်းကလေးကသူ့ကိုဖုံးစားတောင်းစားဟုထင်မှတ်သွားသည်သူဖြစ်သူမှလည်းသူ၏ဦးလေးရောက်လာသည်ကိုမြင်ပြီးအံ့ဩသွားသည်အတွင်းရမှုကရှာသည်သူ့ကိုအိမ်ပြန်ခေါ်ရန်လာခြင်းဖြစ်ကြောင်းနှင့်လမ်းတွင်ခလုတ်တိုက်လဲယုံတာမကခွေးများ၏လိုက်လံကြိုက်ခဲခြင်းကိုပါခံခဲ့ရကြောင်းရှင်းပြသည့်ထိုအခါသူဖြစ်သူကသူ၏ဦးလေးတွင်ရှိနေသောကန်ဆိုးမှုချိန်စာကိုဖြေဖြောက်နိုင်မည့်နီလန်းကိုရှာတွေ့ပြီဟုပြောလိုက်သည်မြင်းမှာမိန်းကလေး၏အကွာအဝေး3မီတာတွင်နေထိုင်မှာကကန်ဆိုးမှုများရပ်တန့်သွားမည်ဖြစ်သည်ဖျားသည်မိန်းကလေးကိုမျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လေသည်မိန်းကလေးကမယုံကြည်တော့လဲကျင်နာတတ်သူဖြစ်သည်ဖြင့်နောက်တစ်နေ့တွင်ဆရာကိုပါသူမအိမ်၌ခေါ်ထားရန်သဘောတူလိုက်သည်သို့သောသူမ၏အိမ်တွင်နေလျင်အိမ်အလုံးများကူလို့ရမည်ဟုစီကန်းထုတ်ကဆရာကိုအမိုက်သွားပစ်ခိုင်းသည်သူသည်3မီတာအကွာအဝေးကိုကျော်လိုက်သည်နှင့်ချက်ချင်းခြေခောက်သွားတော့သည်မိန်းကလေးကကူညီရန်ပြေးသွားမှသာထိုချိန်စာမှာတကယ်ဖြစ်ကြောင်းသူမယုံကြည်သွားတော့သည်ထို့နောက်မိန်းကလေးသည်ထိုလူနှစ်ယောက်ကိုကော်ဖီထုတ်ရောင်းရန်ဈေးသို့ခေါ်သွားသည်သို့သောသူဖြစ်သူကသူမ၏ကော်ဖီထုတ်များမှာဈေးပေါ်လွန်ကြောင်းနှင့်ရင်းတို့တွင်ကုသနိုင်စွမ်းရှိကြောင်းပြောသည်စင်စစ်တွင်ထိုမိန်းကလေးသည်မော်စွမ်းဖြင့်မွေးဖွားလာသူဖြစ်ပြီးသူမဆိုင်ပြိုးသမျှအရာအလုံးမှာအံပွဲအာနိသင်များရှိနေတော့လေသူမကိုယ်တိုင်မသိရှိပေဈေးဝယ်သူတဦးရောက်လာပြီးကော်ဖီထုတ်တစ်ထုပ်လျင်$10ဟုကြားသောအခါအလွန်ဈေးကြီးသည်ဟုပြောသည်သို့သောသူဖြစ်သူကထိုဈေးမှာအလွန်ပေါ်ကြောင်းနှင့်တစ်ထုပ်လျင်$1,100သူမြတန်တင်ကြောင်းပြောလိုက်သည်ဈေးဝယ်သူမှဒေါသထွက်ကပတ်ဝန်းကျင်ကလူများကိုဝိုင်းအော်ပြီးဝဲလွင့်သူတဦးကလည်းထိုကော်ဖီထုတ်ဆိုင်ကိုကင်မရာဖြင့်ရိုက်ပြလိုက်သည်အင်တာနက်အသုံးပြုသူများအားလုံးကမိန်းကလေးယူသွားပြီဟုထင်ကြသည်မိန်းကလေးကလည်းဤကော်ဖီထုတ်များမှာနှစ်ကြာစိုက်ပျိုးထားရသဖြင့်$10ရောင်းခြင်းဖြစ်ကြောင်းရှင်းပြတော့လဲမြည်သူများမဝယ်ကြပေအားလုံးကသူမဘာမှရောင်းရမှာမဟုတ်ဘူးဟုထင်နေချိန်တွင်ချမ်းသာသောလူကြီး2ဦးရောက်လာသည်သူတို့ကထိုကော်ဖီထုတ်များကိုမြင်သည်နှင့်ရှားပါပြီးအစွမ်းထက်သောအမျိုးအစားမှန်းသိသွားကြသည်ဝက်လွှင့်နေသူကတစ်ထုတ်လျင်$1,000,000ဟုလမ်းပြောလိုက်ရာလူတိုင်းကိုအားအသင့်စေသည်မှာထိုတထေးကြီး2ဦးကတိတ်ဈေးပေါ်တာပဲဟုပြောကဘန်ကတ်များထုတ်ပြီးကော်ဖီထုတ်အားလုံးကိုဝယ်ယူသွားခဲ့ကြလေသည်